အာနာရှိသူတွေနဲ့ချိတ်ဆက်ဖို့သင်သိထားရမယ့်လျှို့ဝှက်ချက်များအာနာရှိသူတွေကိုထိန်းချုပ်နည်းလောကကြီးမှာလူနှမျိုးပဲရှိပါတယ်။အဲ့ဒါကတော့ကစားသမားတွေနဲ့အသုံးတော်ခံတဲ့ရုပ်တွေပါပဲ။ဒီကဘာကြီးကိုအပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။ကစားသမားတွေနဲ့အယုတ်တွေဆိုပြီးတော့ပေါ့။ဒါကိုသင်တစ်ဘဝလုံးခန်းစားခဲ့ရမှာပါ။သင်အခန်းတစ်ခန်းလေးကိုလမ်းလျှောက်ဝင်သွားတဲ့အခါကိုဘသူမှမမြင်နိုင်တဲ့လူတစ်ယောက်လိုခံစားရတတ်ပါတယ်။တချို့လူတွေကြတော့လေစကားတခွန်းမှမပြောဘဲနဲ့အားလုံးရဲ့အာယုံစိုက်မှုကိုရယူနိုင်တာကိုသင်မြင်ဘူးမှာပါ။သူတို့တွေဟာအခွင့်အရေးတွေရကြတယ်။လေးစားမှုတွေရကြတယ်။အာဏာတွေကိုလည်းပိုင်ဆိုင်ကြပါတယ်။သင်ကတော့သူတို့ထက်ပိုကြိုးစားတယ်။ပိုပြီးတော့သဘောကောင်းအောင်နေတယ်။အရည်ချင်းရှိအောင်ကြိုးစားပေမဲ့အမြဲတမ်းလှစ်လျူရှုခံရပါတယ်။ငါရဲ့အရည်ချင်းတွေကဘာလို့မလုံလောက်တာလဲ။ငါရဲ့ကောင်းမွန်မှုတွေဟာဘာလို့အတိအမှတ်မပြုတ်ခံရတာလဲဆိုပြီးသင်တွေးတောနေရမှာပါ။ဒါကတော့လူအတိုင်းဝိုင်းကတင့်ကိုပြောဖို့အားနာနေတဲ့ရက်ဆက်လွန်တဲ့အမှန်တရားပဲဖြစ်ပါတယ်။အာနာဆိုတာတင့်ရဲ့ရည်ရွယ်ချက်ကောင်းတွေကိုဂရုမစိုက်ပါဘူး။သူကတင့်မှာရှိတဲ့အသာစီးရမှု leverage ကိုပဲဂရုစိုက်တာပါ။သင်ဟာအာနာရှိတဲ့သူတွေနဲ့ယဉ်နီးဖို့တငယ်ချင်းတယောက်လိုချင်းကပ်ခဲ့ပေမဲ့အာနာရှိတဲ့သူတွေဟာတငယ်ချင်းအသစ်တွေထက်မလိုတော့ပါဘူး။သူတို့လိုအပ်တာကအသုံးချလို့ရတဲ့အရင်အမြစ်တွေသူတို့ကိုထင်ဟပ်ပေးမဲ့မှန်ချက်တွေနဲ့အကာအကွယ်တွေပဲဖြစ်ပါတယ်။တကယ်အဆုံးဖြတ်တွေပေးနေတဲ့အတိုင်းဝိုင်းတွေကိုသင်ဝင်ခြင်းနဲ့ဆိုရင်တခြားသူစီကအတိအမှတ်ပြုမှုလိုချင်နေတဲ့သင်ရဲ့စိတ်အစွဲကိုအရင်ဆုံးတက်ပြရပါမယ်။သင်တည်ရှိနေဖို့အတွက်ဘယ်သူစီကမှခွင့်ပြုချက်တောင်းမနေပါနဲ့တော့။နီကိုလိုမက်ခီယာဗယ်လီဟာ The Prince ဆိုတဲ့စာအုပ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကရေးသားခဲ့တာပါ။ဒါဟာလူဆိုးတွေအတွက်လမ်းညွှန်ချက်မဟုတ်ဘဲလက်တွေ့လောကရဲ့လက်ဆွဲစာအုပ်ပဲဖြစ်ပါတယ်။လူစဘာဝရဲ့အနှစ်သာရဟာကိုကြိုးစီးပွားကြောက်ရွံ့မှုနဲ့မာနတွေအပေါ်မှာပဲအခြေခံတယ်ဆိုတာကိုသူနားလည်ခဲ့ပါတယ်။ဒါကိုသင်လှစ်လျူရှုမယ်ဆိုရင်သင်ဟာအမြဲတမ်းနေရုပ်လေးတစ်ရုပ်ပဲဖြစ်နေအောင်မှာပါ။ဒါကိုသင်ကျွမ်းကျင်သွားပြီဆိုရင်တော့သင်ဟာအယုတ်တွေကိုရွှေ့ပေးမဲ့လက်တစ်ဖက်ဖြစ်လာပါလိမ့်မယ်။နောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာ networking နဲ့ပတ်သက်ပြီးသင်ကိုရိုက်သွင်းထားတဲ့အလိမ်ညာတွေကိုကျွန်တော်တို့ဖြိုခွင်းပစ်တော့မှာပါ။မက်ခီယာဗယ်လီရဲ့ရက်ဆက်တဲ့ဆက်ဆံရေးနည်းဗျူဟာ73ခုကိုလေ့လာသွားမှာဖြစ်ပါတယ်။ဒါတွေကအကြံပြုချက်တွေမဟုတ်ပါဘူး။ဒါတွေဟာစိတ်ပညာလက်နက်တွေဖြစ်ပါတယ်။ဒါတွေပြီးသွားတဲ့အခါသင်ဟာအာနာရှိတဲ့သူကိုမြင့်မြတ်တဲ့သူတယောက်လိုကြည့်တော့မှာမဟုတ်ဘဲဖြည့်ရှင်းရမယ့်ဗဟေလိတစ်ခုလိုပဲမြင်တော့မှာပါ။သင်တယောက်တည်းကပဲအဲ့ဒီဗဟေနိကိုဖြည့်ရှင်းနိုင်မဲ့တော့ချက်ကိုကင်ထားနိုင်မှာပါ။ဒါပေမဲ့သတိပေးပါရစေ။တခါလောက်ကျိုးဆွဲနေတဲ့လက်တွေကိုမြင်ဖူးသွားပြီဆိုရင်သင်ဟာရုပ်သေးရုပ်ဘဝကိုဘယ်တော့မှပြန်သွားလို့မရတော့ပါဘူး။လူအများစုဟာအာနာရှိတဲ့သူစီကိုလက်ဖြန့်ပြီးအကူအညီတောင်းရင်ချင်းကက်ကြလို့ကြာရှုံကြတာပါ။ဆက်ဆံရေးဆိုတာကိုယ့်ရဲ့ပင်ကိုယ်အတိုင်းနေထိုင်တာလို့သူတို့ထင်ကြတယ်။ဒါဟာအလိမ်ညာတစ်ခုပါ။ကိုယ့်ရဲ့ပင်ကိုယ်အတိုင်းနေထိုင်တယ်ဆိုတာအာနာရှိပြီးသားသူတွေအတွက်ပဲရတဲ့အခွင့်အထူးတစ်ခုပါ။တောင်ပေါ်ကိုတက်နေရတဲ့သူတွေအတွက်ဆက်ဆံရေးဆိုတာဗျူဟာမြောက်လိုက်လျောညီထွေဖြစ်အောင်နေထိုင်ခြင်းပဲဖြစ်ပါတယ်။တစ်ဖက်လူမြင်ခြင်းတဲ့ပုံစံအတိုင်းဖြစ်အောင်နေထိုင်ရင်သူတို့ရဲ့လောကထဲမှာတင်မရှိရင်မဖြစ်တော့တဲ့အထိအမြင့်တွယ်သွားအောင်လုပ်ရမှာပါ။ဒါပေမဲ့ကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုမဆုံးရှုံးစေပဲဒါကိုဘယ်လိုလုပ်မလဲ။မျက်နှာချိုသွေးတဲ့သူတယောက်မဖြစ်ဘဲအထက်တန်းလွှာရီရဲ့အမြင်ကိုဘယ်လိုလှည့်စားမလဲ။အဖြေကတော့ The Void လို့ခေါ်တဲ့စိတ်ပညာသဘောတရားမှရှိပါတယ်။ဒါပေမဲ့The Void ကိုနားလည်ဖို့ဆိုရင်အရင်ဆုံးဥပဒေသား73ခုကိုနားလည်ရပါမယ်။စလိုက်ကြရအောင်။ဥပဒေသား1ဆရာထက်ပိုပြီးတောက်ပဖို့မကြိုးစားပါနဲ့။သင်ပထမဆုံးမှားရတဲ့အမှားကတော့တစ်ဖက်လူကိုအထင်ကြီးအောင်လုပ်ဖို့ကြိုးစားတာပါ။ဩဇာရှိတဲ့သူတယောက်နဲ့တွေ့တဲ့အခါသင်ရဲ့မာနကရှေ့ကထွက်လာတတ်ပါတယ်။သင်ဘလောက်တော်ကြောင်းဘလောက်အရေးချင်းရှိကြောင်းဘလောက်တည်ကြောင်းပြခြင်းကြပါတယ်။ဒါဟာလေးစားမှုကိုရစေတယ်လို့သင်ထင်နေတာလားမဟုတ်ပါဘူးဒါဟာမလုံခြုံမှုကိုပဲဖြစ်စေတာပါအာဏာရှိတဲ့သူတွေဟာအနုနယ်ဆုံးစိတ်ရှိတတ်ကြပါတယ်သူတို့ရဲ့တည်ရှိမှုဟာအခန်းထဲမှာအတော်ဆုံးအတန်မာဆုံးဒါမှမဟုတ်အမျှော်အမြင်အရှိဆုံးဖြစ်နေခြင်းအပေါ်မှာတည်ဆောက်ထားတာပါသင်ကလာပြီးတောက်ပနေမယ်ဆိုရင်သင်ဟာအဖိုးတန်တဲ့သူမဟုတ်ဘဲချင်းချောက်မှုတစ်ခုလို့မြင်သွားပါလိမ့်မယ်
မက်ခီယာဗယ်လီကသတိပေးခဲ့ပါတယ်။ကိုယ့်ထက်အထက်လူကြီးတဲ့ပိုးတော်နေတာဟာအမြဲတမ်းအန်ဒီယေရှိတယ်တဲ့။သင်ကတင့်အထက်လူကြီးကိုအတုံးမကျသလိုခံစားရအောင်လုပ်မိရင်သူတို့ရဲ့ရှင်သန်မှုဗီဇကိုနှိုးဆွလိုက်သလိုဖြစ်သွားပါလိမ့်မယ်။သင်အတုံးမကျလို့မဟုတ်ဘဲသူတို့ရဲ့မာနကိုချိန်ချောက်နေလို့တင့်ကိုဖယ်ရှားပစ်ပါလိမ့်မယ်။ဒါဆိုဘလို့ဗျူဟာသုံးမလဲ။တင့်ရဲ့အလင်းကိုလျှော့ထားပါ။သူတို့ကိုပဲတောက်ပနေပါစေ။အကြံဉာဏ်တစ်ခုပေးချင်ရင်တောင်သူတို့စီကထွက်လာတဲ့အကြံဉာဏ်လိုမျိုးပုံဖော်ပြီးပေးပါ။သူတို့အဖြေပေးလို့ရမယ့်မေးခွန်းတွေကိုမေးပါ။သူတို့ရဲ့မာနတွေကိုအစာကျွေးပါ။ဒါဟာပြော့ညံ့တာမဟုတ်ပါဘူး။ဒါဟာနီးဗျူဟာမြောက်ပုံကွယ်နေတာပါ။သူတို့ကိုတာလွန်တယ်လို့ခံစားစေရခြင်းအဖြစ်သူတို့ရဲ့ခုခံစစ်ကိုလျှော့ချလိုက်တာပါ။သင်ဟာဘေးကင်းတဲ့သူဖြစ်သွားပြီးသူတို့ရဲ့တိုင်းတွေကိုဝင်ခွင့်ရသွားပါလိမ့်မယ်။သူတို့ကသူတို့ရဲ့အရေးကိုကြည်ပြီးတာယာနေချိန်မှာသင်ကတော့သူတို့ရဲ့အားနည်းချက်တွေကိုအသာလေးစောင့်ကြည့်နေပြီးသင်ရဲ့နေရာကိုခိုင်မာအောင်လုပ်နေရမှာပါ။ဂုံတရေကိုသူတို့ယူပါစေ။ဩဇာအာဏာကိုတော့သင်ယူလိုက်ပါ။ဥပဒေသားနှစ်ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုဖုံးကွယ်ထားပါ။ခံမှန်းလို့ရတဲ့လူတစ်ယောက်ဟာထိန်းချုပ်လို့ရတဲ့လူတစ်ယောက်ပါပဲ။သင်ဘာလို့ခြင်းလဲဆိုတာကျွန်တော်သိရင်သင်ကိုဘလို့အသုံးချရမလဲဆိုတာကျွန်တော်သိပါတယ်။သင်ပတ်စံလိုချင်တာသိရင်သင်ကိုဝယ်လို့ရပါတယ်။သင်ချီးမွမ်းတာလိုချင်တာသိရင်သင်ကိုမြှောက်ပင်လို့ရတယ်။လူအများစုဟာသူတို့ရဲ့အလိုဆန္ဒတွေကိုမျက်နှာမှာရေးထားတတ်ကြပါတယ်။အာဏာရှိတဲ့သူတွေစီသွားတဲ့အခါကျွန်တော်ခမားစီကတခုခုလိုချင်နေတယ်ဆိုတဲ့အကြည့်တွေနဲ့သွားကြပါတယ်။ဒါအရန်ကိုအားကိုးရမဲ့နေတယ်လို့ပေါက်နေပြီးအာဏာရှိသူတွေအမုံဆုံးအရာပါပဲ။အာဏာနဲ့ချိတ်ဆက်ဖို့ဆိုရင်သင်ဟာဗဟိလိတစ်ခုလိုဖြစ်နေရပါမယ်။မက်ခီယာဗယ်လီကတငယ်ချင်းတွေကိုအနားမှာထားပါ။ဒါပေမဲ့ရည်ရွယ်ချက်ကိုတော့ပိုပြီးအနားမှာထားပါလို့ဆိုခဲ့ပါတယ်။အခန်းထဲဝင်တဲ့အခါသင်ရဲ့နောက်ဆုံးရည်မှန်းချက်ကိုမပြပါနဲ့။အလုပ်ကိစ္စကလွဲလို့ကြံတာအကုန်ပြောပါ။အနုပညာအတွေးအခေါ်သူတို့ရဲ့ဝါသနာဝိုင်းအကြောင်းဒါမှမဟုတ်လူသားဆန်တဲ့ဘဲအကြောင်းအရာကိုမဆိုပြောပါသင်ဘာလို့အဲ့ဒီကိုရောက်နေတာလဲဆိုတာသူတို့တွေးနေပါစေလျှို့ဝှက်ချက်ကဆွဲဆောင်မှုကိုဖြစ်စေပါတယ်သင်ဘာလို့ခြင်းမှန်းသူတို့မသိတဲ့အခါသူတို့စိတ်ဝင်စားလာပါလိမ့်မယ်သူတို့ရဲ့အလိုဆန္ဒတွေကိုသင်အပေါ်ပုံဖော်လာပြီးဘေးနီကိုအဖြေရှာဖို့သင်နောက်ကိုလိုက်လာပါလိမ့်မယ်အောင်ပွဲကသင်လက်ထဲမရောက်မချင်းသင်ရဲ့ဖဲချက်တွေကိုမပြပါနဲ့ဖော်ရွေပါပွင့်လင်းပါဆွဲဆောင်မှုရှိပါဒါပေမဲ့သင်ရဲ့ရည်မှန်းချက်ကိုတော့ဘယ်သူမှမမြင်နိုင်တဲ့ဂိတ်တကားနောက်မှာတော့ခတ်ထားပါသင်ရဲ့ရည်ရွယ်ချက်ကိုသူတို့သိလေလေဆွေးနွေးပွဲတွေမှာသင်ရဲ့အာဏာကယောနေလေလေပါပဲဥပဒေသား3ကိုကျိုးစည်းဝါးကိုပဲအသုံးချပါတနာညာတာမှုကိုမမျှော်လင့်ပါနဲ့ဒါကတော့လူကောင်းလေးတွေနောက်ဆုံးမှပန်းဝင်ရတဲ့အချက်ပါပဲသင်အကူအညီလိုတယ်လမ်းပြမဲ့သူလိုတယ်ရင်းနှီးမြှုပ်နှံမှုလိုတယ်ဆိုရင်အာဏာရှိတဲ့သူစီသွားပြီးသင်ရဲ့ဝမ်းနည်းစရာဇလန်းတွေကိုပြောပြတတ်ကြပါတယ်သင်ဘလောက်ရုန်းကန်နေရကြောင်းသင်ဘလောက်အခွင့်အရေးနဲ့ထိုက်တန်ကြောင်းသူတို့ရဲ့ကျင်နာမှုနဲ့ကိုချင်းစာတရားကိုအားကိုးပြီးပြောကြပါတယ်သူတို့ပြုံးပြခြင်းပြုံးပြမယ်ခေါင်းငိမ့်ခြင်းငိမ့်မယ်ဒါပေမဲ့ဘာမှလုပ်ပေးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့တနာညာတာမှုဆိုတာသူတို့အတွက်ဝင်ထုတ်ဝင်ဖို့တစ်ခုဖြစ်နေလို့ပါအာဏာရှိတဲ့သူတွေဟာအရန်အလုံများပါတယ်ကူညီပေးဖို့တောင်းဆိုနေတဲ့သူတွေသူတို့ပတ်ဝန်းကျင်မှာအမြဲဝိုင်းနေတာပါထိုက်တန်တဲ့လူတိုင်းကိုလိုက်ကူညီနေရင်သူတို့ဒေဝါလီခံရမှာပေါ့မက်ခီယာဗယ်လီကရှင်းရှင်းလေးပြောခဲ့ပါတယ်ချစ်ချင်းမြတ်တာထက်ကြောက်ရွံ့ခြင်းကိုခံရတာကပိုကောင်းတယ်တဲ့ဆက်ဆံရေးနယ်ပယ်မှာတော့အချစ်ခံရတာထက်အရေးပါတဲ့သူဖြစ်နေတာပိုကောင်းတယ်လို့ဆိုလိုတာပါအကူအညီမတောင်းပါနဲ့အပေးအယူလုပ်ပါဒါပေမဲ့အဲ့ဒီအပေးအယူကိုမဟာမိတ်ဖွဲ့ခြင်းလို့ပုံဖော်လိုက်ပါသူတို့ဘာလို့အပ်နေလဲဆိုတာအရင်ရှာပါသူတို့ဖြိုလဲခြင်းနေတဲ့ပြိုင်ဘက်ရှိလားသူတို့မဖြေရှင်းနိုင်တဲ့ပြဿနာရှိလားသူတို့ကြာရှုံးနေတဲ့ project ရှိလားအဲ့ဒီပြဿနာတွေအတွက်အဖြစ်တင့်ကိုတင်နေရချလိုက်ပါသူတို့နဲ့စကားပြောတဲ့အခါတင့်ရဲ့လိုအပ်ချက်ကိုမပြောပါနဲ့သူတို့ရဲ့အကျိုးစီးပွားကိုပဲပြောပါခမည်းဒီပြဿနာနဲ့ရုန်းကန်နေရတာကျွန်တော်မြင်တယ်
ဒါကိုဖြေရှင်းဖို့နည်းလမ်းကျွန်တော်မှရှိတယ်လို့ပြောပါအခုဆိုရင်သင်ဟာအကူအညီတောင်းတဲ့သူမဟုတ်တော့ပဲပါတနာတစ်ယောက်ဖြစ်သွားပါပြီကိုဂျိုးစီးပွားဆိုတာကဘာသုံးဘာသာစကားတစ်ခုပါဒါကိုကျွမ်းကျင်အောင်ပြောတတ်ရင်တကားတွေအလိုလိုပွင့်လာပါလိမ့်မယ်ဥပဒေတာ၄ဗျူဟာမြောက်ပျောက်ကွယ်နေခြင်းကျွန်တော်တို့ဟာအချိန်မရွေးဆက်သွယ်လို့ရနေတဲ့ကဘာကြီးမှာနေထိုင်နေကြတာပါစာပို့ရင်ချက်ချင်းပြန်တယ်ချိန်သမျှအကုန်လက်ခံတယ်အမြဲတမ်းရှိနေပေးတတ်ကြပါတယ်ဒါဟာစိတ်အားထက်သန်မှုလို့သင်ထင်နေပေမဲ့တကယ်တော့သင်ရဲ့တန်ဖိုးကိုလျှော့ချလိုက်တာပါစီးပွားရေးနှိယာမဟာလူမှုချင်းမှလည်းတက်ရောက်မှုရှိပါတယ်ရှားပါမှုကတန်ဖိုးကိုဖန်တီးတာပါသင်ကအမြဲတမ်းအလွယ်တကူရှိနေပြီးရင်သင်ဟာတာမန်လူတစ်ယောက်ပဲဖြစ်သွားပါလိမ့်မယ်အာဏာရှိတဲ့သူတွေဟာအချိန်ကိုအယမ်းတန်ဖိုးထားကြပါတယ်ဘာလို့လဲဆိုတော့အချိန်ကသူတို့ဝယ်လို့မရတဲ့တခုတည်းသောအရာဖြစ်နေလို့ပါသင်အချိန်တွေကိုအလကားပေးနေမယ်ဆိုရင်ဒါဟာတန်ဖိုးမရှိဘူးလို့သူတို့စီသတင်းစကားပါလိုက်တယ်လို့ပါပဲမက်ခီယာဗယ်လီကသိပါတယ်မကြာခဏမြင်တွေ့နေရတဲ့မင်းသားတစ်ပါးဟာတာမန်လူလိုပဲဖြစ်သွားတတ်တယ်တဲ့ဒါကြောင့်ရန်ဖန်ရန်ခါပျောက်ကွယ်နေဖို့သင်ယူရပါမယ်ရှိနေတဲ့အချိန်မှာနှွေးထွေးပါအပြည့်အဝအာယုံစိုက်ပါသူတို့ဟာကဘာပေါ်မှာအရေးကြီးဆုံးလူလို့ခံစားရအောင်လုပ်ပေးပါပြီးရင်တော့ပျောက်ကွယ်သွားလိုက်ပါဖုံးမြင်ရင်ချက်ချင်းမကင်ပါနဲ့လာမယ့်အင်္ဂါနေ့ကော်ဖီတောက်ဖို့အချိန်မပေးနိုင်ပါစေနဲ့ကိုဘဝနဲ့ကိုရီမန်းချက်နဲ့ကိုရှိနေပါသူတို့အပေါ်မှာပဲဝဲလည်မနေပါနဲ့ဒါဟာအချက်နှစ်ချက်ကိုသက်သေပြပါတယ်ပထမကသင်ဟာအခြားရွေးချယ်စရာတွေရှိနေတဲ့တန်ဖိုးရှိတဲ့သူဖြစ်ကြောင်းပြတာပါဒုတိယကတော့သူတို့ရဲ့စိတ်ထဲမှာသင်အကြောင်းကိုတွေးနေမိအောင်ဇိုင်းကားနဲ့အဖက်လို့ခေါ်တဲ့မပြီးပြတ်သေးတဲ့စိတ်အစွဲကိုဖန်တီးလိုက်တာပါသင်ဘယ်ရောက်နေလဲဘာလုပ်နေလဲဆိုတာသူတို့တွေးနေပါလိမ့်မယ်သင်ပြန်ရောက်လာတဲ့အခါသင်ရဲ့တီးရှိမှုဟာတာဝန်တစ်ခုမဟုတ်တော့ပဲဆုလက်တစ်ခုလိုဖြစ်သွားပါလိမ့်မယ်လေးစားမှုကိုရဖို့ပျောက်ကွယ်ခြင်းအတတ်ပညာကိုအသုံးချပါဥပဒေတာ9နားဆက်ဆက်ရဲ့မှန်ချက်လူတိုင်းဟာကိုချစ်ကြတာကြီးပါပဲအရန်နှိမ်ချတတ်တဲ့ခေါင်းဆောင်တောင်မှသူတို့ရဲ့အမြင်ကိုသူတို့သဘောကျနေတတ်ကြတာပါသူတို့ကိုတယောက်ယောက်ကနားလည်ပေးတာသူတို့ရဲ့လက်တွေ့ဘဝကိုအတိအမှတ်ပြုပေးတာကိုသူတို့တောင်းတကြပါတယ်လူအများစုကကိုအကြောင်းကိုပြောပြီးဆက်ဆံရေးတိဆောက်ဖို့ကြိုးစားကြတယ်ဒါဟာသူတို့အတွက်တော့စူညံတန်တွေပါပဲအာနာရှိသူနဲ့ချိတ်ဆက်ဖို့ဆိုရင်သင်ဟာမှန်တစ်ချက်ဖြစ်နေရပါမယ်သူတို့ရဲ့ပုံရိပ်ကိုသူတို့စီပြန်ထင်ဟပ်ပေးပါဒါပေမဲ့နည်းနည်းလေးပိုကောင်းအောင်ပြင်ပြီးထင်ဟပ်ပေးပါသူတို့ကစကားပြောမြန်ပြီးပြင်းထန်ရင်သင်လဲလိုက်မြန်ပေးပါသူတို့ရဲ့ကိုဟန်အနေအထားကိုလိုက်လုပ်ပါသူတို့က ACB စဉ်းစားတတ်သူဆိုရင်သင်လဲလိုက်အေးပေးပါသူတို့ရဲ့အသက်ရှူနှုန်းသူတို့သုံးတဲ့စကားလုံးတွေကိုလိုက်ညှိပါသူတို့ကစစ်ပွဲနဲ့ပတ်သက်တဲ့စကားလုံးတွေသုံးရင်သင်လဲအဲ့ဒီလိုပဲသုံးပါဒါဟာလိုက်တူတာတဲ့မဟုတ်ပါဘူးအာယုံကျော်စနစ်ချင်းချိတ်ဆက်လိုက်တာပါသင်ကတစ်ဖက်လူကိုမှန်းလို့ထင်ဟပ်ပေးနိုင်ရင်သူတို့ရဲ့စိတ်အသည့်ကသူဟာငါနဲ့တူတယ်ဒါကြောင့်သူ့ကိုယုံကြည်လို့ရတယ်သူဟာတော်တဲ့သူပဲလို့သတ်မှတ်လိုက်ပါလိမ့်မယ်သင်ဟာသူတို့ရဲ့ယုတ်တိဗေဒအုံနောက်ကိုကြော်ဖြတ်ပြီးသူတို့ရဲ့အခြေခံဗီဇအုံနောက်ကိုဓာတ်ရိုက်စကားပြောလိုက်တာပါလူတွေဟာစိန်ခေါ်ခံရတာထက်အတိမတ်ပြုခံရတာကိုပိုလိုချင်ကြပါတယ်သူတို့ရဲ့တော်မှုကိုအတီးပြုပေးမဲ့သူဖြစ်ပါစေသူတို့တင့်ကိုကြည့်လိုက်တဲ့အခါသူတို့ရဲ့အကောင်းဆုံးပုံရိပ်ကိုပဲမြင်ပါစေဒါဆိုရင်သူတို့ဟာတင့်အပေါ်ဆွဲလန်းသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့ဘယ်သူမှမပေးနိုင်တဲ့နားလည်မှုကိုသင်ကပေးနိုင်လို့ပါဥပဒေတာ6သတင်းချက်လက်ရဲ့တကစားဖြစ်ပါစေရှေးခေတ်ကမြေယာဟာအာနာဖြစ်ခဲ့ပေမဲ့ဒီနေ့ခေတ်မှာတော့သတင်းအချက်လက်ဟာအာနာပါပဲဒါပေမဲ့တာမန်သတင်းတွေမဟုတ်ဘူးနော်လျှို့ဝှက်သတင်းတွေပါအာနာရှိတဲ့သူတွေဟာအထီးကျန်တတ်ကြပါတယ်သူတို့ပတ်ဝန်းကျင်မှာသူတို့ကြားချင်တာပဲပြောမဲ့သူတွေဝိုင်းနေတာပါသူတို့ဟာအမှန်တရားကိုငတ်မော့နေကြပါတယ်သင်ဟာသူတို့အတွက်တန်ဖိုးရှိတဲ့စစ်ထုတ်မထားတဲ့သတင်းတွေကိုယူဆောင်လာပေးနိုင်တဲ့သူဖြစ်ရင်သင်ဟာသူတို့အတွက်မရှိမဖြစ်ဖြစ်လာပါလိမ့်မယ်
သင်ဟာသူတို့ရဲ့မျက်စိနဲ့နားဖြစ်လာမှာပါ။ပြိုင်ဘက်တွေဘာလို့ဖို့ပြင်းနေလဲကြားမိလား။စနစ်ထဲမှာဘယ်သူမှမပြောရတဲ့အားနည်းချက်တစ်ခုကျွန်တော်တွေ့ထားတယ်။ဈေးကွက်ထဲမှာခမားသိထားတဲ့အပြောင်းလဲတစ်ခုရှိနေတယ်။စသဖြင့်ပေါ့။အတင်းအဖျင်းပြောတဲ့သူမဖြစ်ပါစေနဲ့။ဉာဏ်ကြီးရှင်တရှိုးတစ်ယောက်ဖြစ်နေပါ။သူတို့ကိုကာကွယ်ပေးနိုင်မဲ့ဒါမှမဟုတ်အသာစီးရစေမဲ့သတင်းတွေကိုစုဆောင်းပါ။လျှို့ဝှက်ချက်တွေကိုအပေးအယူလုပ်တဲ့အခါသင်ရဲ့အဆင့်တန်းကမြင့်တက်လာပါလိမ့်မယ်။သင်ကအပြင်လူမဟုတ်တော့ဘဲသူတို့ရဲ့လျှို့ဝှက်ဖော်တစ်ယောက်ဖြစ်သွားပါပြီ။လျှို့ဝှက်ဖော်ရီကြားကတန်ရောစင်ထက်ခိုင်မြဲတာကဘာမှမရှိပါဘူး။ဒါပေမဲ့သတိပေးချက်တစ်ခုကတော့သတင်းရတဲ့နေရာကိုအကုန်မပြောပါနဲ့။သတင်းပေးပို့မှုကိုတင်တယောက်ထဲကပဲထိန်ချုပ်ထားပါ။တင်မပါပဲသူတို့သတင်းရနိုင်ရင်တင့်ကိုမလိုတော့ပါဘူး။အရင်အမြစ်ကိုဖုံးကွယ်ထားပြီးအသီးအပွင့်ကိုပဲပေးလိုက်ပါဥပဒေသား9အတုံးဝင်တဲ့ရန်သူတူညီတဲ့ရန်သူရှိခြင်းကလူနှစ်ယောက်ကိုအမြန်ဆုံးယဉ်နှီးစေပါတယ်လူမှုဗေဒပညာရှင်တွေကဒါကို in group out group bias လို့ခေါ်ပါတယ်ကျွန်တော်တို့မုံတဲ့အရာကိုလိုက်မုံပေးတဲ့သူကိုကျွန်တော်တို့သဘောကျတတ်ကြပါတယ်အာနာရှိသူနဲ့ချိတ်ဆက်ခြင်းသူတို့ဘာကိုယွန်းရှာတယ်လဲဆိုတာအရင်ရှာပါသူတို့ကအလုံးမတွင်ကျတာကိုမုံသလားလူဗျူရိုကရေစီရန်တရားကိုမုံသလားဒါမှမဟုတ်အခြားပြိုင်ဘက်တယောက်ကိုမုံနေသလားအဲ့ဒီအမုံတရားမှာသူတို့နဲ့တသားတည်းဖြစ်အောင်နေပါသူတို့ရဲ့စိတ်ပြည့်မှုတွေကိုထောက်ခံပေးပါဒီလုပ်ငန်းနယ်ပယ်ကဘလောက်တောင်အောက်တန်းကျသွားပြီလဲမယုံနိုင်ဘူးခမည်းပြောတာတကယ်မှန်တယ်စသဖြင့်ပေါ့သူတို့ရဲ့ရန်သူကိုတင်ကပါဝေဖန်ပေးတဲ့အခါသူတို့ရဲ့ရုန်းကန်မှုတွေကိုတင်ကအတိအမှတ်ပြုပေးသလိုဖြစ်သွားပါတယ်တင်ကသူတို့ကိုခမည်းတိုက်ခိုက်နေတဲ့ငကားကြီးကိုကျွန်တော်မြင်ပါတယ်ဒါကိုနှိမ်နှင်းမှုဓာတ်ကိုကျွန်တော်ယူလာပေးတယ်လို့ပြောနေတယ်လို့ပါပဲဒါပေမဲ့အမြဲတမ်းအစိုးမြင်နေတဲ့သူမဖြစ်ပါစေနဲ့ဒါဟာတရားမျှတမှုအတွက်ဒေါသထွက်တာမျိုးပဲဖြစ်ရပါမယ်ဒီလိုအယူတွေများတဲ့လောကမှာကျွန်တော်တို့နှစ်ယောက်ပဲအကောင်အတိုင်းကြံတော့တယ်ဆိုတဲ့ခံစားချက်မျိုးဖန်တီးပါဒါဟာတင်တို့နှစ်ယောက်ကြားမှာကဘာကြီးကိုရင်ဆိုင်နေရတဲ့ရဲဘော်ရဲဘက်စိတ်ဓာတ်ကိုဖြစ်ပေါ်စေပါလိမ့်မယ်ဥပဒေသားရှစ်သူတို့ရဲ့စိတ်ကူးရင်အိမ်မက်တွေကိုကစားပါမက်ခီယာဗယ်လီကသိပါတယ်လူတွေဟာလက်တွေ့လောကမှာနေထိုင်ကြတာမဟုတ်ဘဲသူတို့ဖြစ်ချင်တဲ့စိတ်ကူးရင်ကဘာထဲမှာပဲနေထိုင်ကြတာပါရက်ဆက်တဲ့ CEO တယောက်ကသူ့ကိုယ်သူကျင်နာတတ်တဲ့ဖခင်ကြီးလို့မြင်ချင်နေတတ်တယ်စီကံမရှိတဲ့အမှုပညာရှင်ကသူ့ကိုယ်သူစီကံရှိတဲ့အမျှော်မြင်ရှိသူလို့မြင်နေတတ်တယ်မလုံခြုံတဲ့နိုင်ငံရေးသမားကသူ့ကိုယ်သူကဲတင်ရှင်ကြီးလို့မြင်ချင်နေတတ်ပါတယ်တင့်အလောက်ကသူတို့ရဲ့စိတ်ကူးရင်မှုကိုရှာဖွေပြီးအဲ့ဒီထဲမှာဇက်ပို့နေရာကနေပါဝင်ပေးဖို့ပါသူတို့ကဆရာကြီးလှုပ်ချင်ရင်တင်ကတပည့်ကျော်လှုပ်ပေးလိုက်ပါအကြံဉာဏ်တွေတောင်းပါသူတို့ဆုံးမတာကိုနားထောင်ပါသူတို့ကိုပညာရှိကြီးလို့ခံစားရအောင်လုပ်ပေးပါသူတို့ကတော်လှန်ရေးသမားလှုပ်ချင်ရင်တင်ကကြံရပါလှုပ်ပေးပါသူတို့ကဘယင်လှုပ်ချင်တင်ကသစ္စာရှိစစ်တီတော်လှုပ်ပေးပါသူတို့ကိုလက်တွေ့အမှန်တရားနဲ့ရင်ဆိုင်ခိုင်းဖို့မကြိုးစားပါနဲ့လက်တွေ့ဆိုတာနာကျင်စရာကောင်းတယ်အဲ့ဒီနာကျင်မှုကနေဝေးရမှာနေဖို့သူတို့ပတ်စံတွေတုံးနေကြတာပါတင်တယောက်တည်းကပဲသူတို့ရဲ့စိတ်ကူးရင်မှုကိုထောက်ခံပေးနေရင်သူတို့ကတင့်ကိုအသက်နဲ့လဲပြီးကာကွယ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့တင်ထွက်သွားရင်သူတို့ရဲ့စိတ်ကူးရင်ကဘာကြီးပြိုလဲသွားမှာမို့လို့ပါဒါဟာလှည့်စားတာလို့ထင်ရပေမဲ့ကျွန်တော်တို့ပြောနေတာတငယ်ချင်းဖွဲ့ဖို့မဟုတ်ဘူးဆိုတာသတိရပါအာနာနဲ့ချိတ်ဆက်ဖို့အကြောင်းပြောနေတာပါအာနာဆိုတာပြဆက်ယုံတစ်ခုပါပဲတင့်ရဲ့ဇညွန်းကိုကြက်မှတ်ပြီးတင့်နေရာကနေပြည်ပြင်းအောင်ကစားပါဥပဒေတာကိုစိတ်ခံစားမှုကိုရွှေဖြစ်အောင်ပြောင်းလဲခြင်းအာနာရှိတဲ့သူတွေဟာစိတ်ဖိစီးမှုအယမ်းများတဲ့သူတွေပါသူတို့ပခုံးပေါ်မှာကုမ္ပဏီတွေဝန်ထမ်းတွေနဲ့တန်ပေါင်းများစွာပတ်စံတွေရှိနေတတ်ပါတယ်သူတို့ရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေနဲ့ဖိအားတွေအမြဲပြည့်နေတတ်ပါတယ်လူအများစုကသူတို့စီကိုပြဿနာတွေဒရမာတွေအရေးတကြီးကိစ္စတွေပဲယူလာပြီးအဲ့ဒီစိတ်ဖိစီးမှုကိုပိုတိုးစေပါတယ်တင်ကတော့သူတို့အတွက်တည်ငြိမ်မှုဖြစ်ရပါမယ်သူတို့တွေဘာဟီယာများနေတဲ့အချိန်မှာတင်ကအေးဆေးနေရမယ်
သူတို့ဒေါသထွက်နေရင်သင်ကတည်ငြိမ်နေရမယ်။သူတို့ရဲ့စိတ်ရိုင်းတွေကိုစုပ်ယူပြီးရှင်းလင်းတဲ့အဖြေတွေကိုပြန်ပေးရပါမယ်။ပြဿနာကိုကျွန်တော်နားလည်ပါတယ်။ဒါကတော့အဖြေပါ။အားလုံးကိုကင်တွယ်ဖြေရှင်းပြီးပါပြီဆိုတဲ့စကားမျိုးပေါ့။အဲ့ဒီကင်တွယ်ဖြေရှင်းပြီးပါပြီဆိုတဲ့စကားဟာအာဏာရှိသူတယောက်အတွက်အမြင့်ဆုံးစကားပါပဲ။သင်ဟာသူတို့ရဲ့ပခုံးပေါ်ကဝင်းထုတ်ကိုဖယ်ရှားပေးလိုက်တာပါ။သင်ဟာသူတို့အတွက်နားခိုရာဖြစ်သွားပါလိမ့်မယ်။သူတို့တွေသင်နဲ့တွေ့ဖို့တောင်းတလာပါလိမ့်မယ်။အလုပ်ကိစ္စကြောင့်တည်းမဟုတ်ဘဲသင်ကြောင့်သူတို့စိတ်အေးချမ်းသွားလို့ပါ။စူညံနေတဲ့လောကမှာတိတ်ဆိတ်ခြင်းဖြစ်ပါစေ။မီးတွေကြားမှာရေအေးဖြစ်ပါစေ။သူတို့ရဲ့စိတ်ဖိစီးမှုကိုသင်လျှော့ချပေးနိုင်ရင်သင်ရဲ့တန်ဖိုးကိုသင်စိတ်ကြိုက်တောင်းဆိုလို့ရပါပြီ။ဥပဒေသား30ပုံသေးကားကြမရှိခြင်းမက်ခီယာဘယ်လီကမြေခွေးတစ်ကောင်ရဲ့လိုက်လျောညီထွေးရှိမှုကိုချီးကျူးခဲ့ပါတယ်။ ဘရုစ်လီကလည်းရေလူဖြစ်ပါလို့ပြောခဲ့ပူပါတယ်။တောင်တင်းတဲ့အရာတွေကျိုးပြတ်တက်ပြီးပျော်ပြောင်းတဲ့အရာတွေကတော့ရှင်သန်ကြပါတယ်။အာနာရှိသူနဲ့ဆက်ဆံတဲ့အခါသင်မှာပုံသေးမာနရှိလို့မရပါဘူး။အခြေအနေအရလိုက်ပြောင်းရပါမယ်။တချို့ရက်တွေမှာပြင်းထန်ရမယ်။တချို့ရက်တွေမှာနှိမ်ချရမယ်။တချို့ရက်တွေမှာခေါင်းဆောင်ရမယ်။တချို့ရက်တွေမှာနောက်လိုက်လုပ်ရမယ်။ကိုယ့်ရဲ့ပင်ကိုယ်ပုံစံတစ်ခုတည်းမှာပဲပိတ်မိမနေပါနဲ့။သင်ကငါကတော့ငါပဲဆိုပြီးဇွတ်တိုးနေရင်သင်ပုံစံနဲ့မကိုက်တဲ့သူတွေနဲ့တိုက်မိပါလိမ့်မယ်။ပုံသေးကားကြမရှိခြင်းဟာအကောင်းဆုံးကာကွယ်ရေးပါပဲ။သင်မှာပုံသေးပုံစံမရှိရင်သင်ကိုဘယ်သူမှတိုက်ခိုက်လို့မရပါဘူး။သင်နဲ့ချိတ်ဆက်မဲ့သူရဲ့ယဉ်ကျေးမှုအတိုင်းလိုက်နေပါ။သူတို့ကစမတ်ကြကြဝစ်ရင်သင်လဲဝစ်ပါ။သူတို့ကပေါ့ပေါ့ပါပါနေရင်သင်လဲနေပါ။သူတို့ဝိုင်းတောက်ရင်သင်လဲတောက်ပါ။သူတို့ရဲ့လောကထဲကိုသင်ကိုထည့်သွင်းရတာလွယ်ကူနေပါစေ။အတော်ဆုံးသက်ရှိုးဆိုတာတာမန်နိုင်ငံသားတွေနဲ့တပုံစံနဲ့တူနေတဲ့သူပါ။အရေးကြီးတဲ့အချိန်ကြမှထင်ပေါ်လာဖို့အတွက်အခုအချိန်မှာတော့ရောနှောနေထိုင်ပါ။ဥပဒေသား17ကို့အပေါ်မိခိုးလာအောင်လုပ်ပါ။ဒါကတော့မက်ခီယာဘယ်လီရဲ့အဆုံးစွန်သောဥပဒေသားပါပဲ။သင်အထက်လူကြီးတွေသင်အပေါ်မိခိုးလာအောင်လုပ်ပါ။သင်နေရာမှာလူစားတယောက်ကိုလင်ခင်ကနေအလွယ်တကူရှာပြီးအစားထိုးလို့ရနေရင်သင်ဟာမလုံခြုံပါဘူး။သူတို့ရဲ့အောင်မြင်မှုတွေထဲမှာသင်ဟာမရှိမဖြစ်အစိပ်ပိုင်းတစ်ခုဖြစ်နေရပါမယ်။သူတို့မလုပ်ချင်ပေမဲ့လောက်ကိုမဖြစ်တဲ့အလုပ်တစ်ခုကိုရှာပြီးအဲ့ဒီအလုပ်မှာဆရာကြီးဖြစ်အောင်လုပ်ထားပါ။သူတို့လက်လွတ်မခံနိုင်တဲ့ဖောက်တင်နဲ့ဆက်ဆံရေးကိုသင်ကပဲထိန်းချုပ်ထားပါ။သင်တယောက်တည်းပဲနားလေတဲ့စနစ်တစ်ခုရဲ့တောချက်ကိုဂိုင်းထားပါ။သင်ဟာသူတို့နဲ့သူတို့လိုချင်တဲ့အရာကြားကတရားတစ်စင်းဖြစ်ပါစေ။ဒါဆိုရင်သူတို့အဲ့ဒီတရားကိုမီးရှို့မှာမဟုတ်ပါဘူး။သင်တက်ထားတဲ့ပညာကိုသူတို့ကိုပြန်မသင်ပေးပါနဲ့။အဲ့ဒီပညာကိုလျှို့ဝှက်ထားပါ။သူတို့ရဲ့စိတ်အေးချမ်းမှုအတွက်သင်ကိုအားကိုးရလေးလေးသင်မှာအာနာရှိလေးလေးပါပဲ။ဆက်ဆံရေးနယ်ပယ်မှာလွတ်လပ်မှုဆိုတာဒဏ္ဍာရီတစ်ခုပါ။တကယ်တော့တယောက်နဲ့တယောက်ယုံမထွက်နိုင်အောင်ပတ်သက်နေဖို့ပဲလိုတာပါ။သူတို့မနက်3နာရီမှနိုးလာပြီးငါနားမှာသူသားမရှိရင်ငါဘာလုပ်ရမလဲလို့တွေးမိသွားရင်သင်နိုင်ပါပြီ။အဲ့ဒီအချိန်ကျရင်သင်ဟာဝန်ထမ်းမဟုတ်တော့ပဲသူတို့ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သွားပါပြီ။ဘယ်သူမှကိုယ်နှလုံးသားကိုပြန်မထုတ်ရဲပါဘူး။ဥပဒေသား12ရွေးချယ်စရာတွေကိုထိန်ချုပ်ပါ။အခန်းထဲမှာအာဏာအရှိဆုံးလူဟာအမိန့်ပေးနေတဲ့သူမဟုတ်ပါဘူး။ရွေးချယ်စရာမီနူးကိုရေးဆွဲထားတဲ့သူဖြစ်ပါတယ်။အာဏာရှိသူကိုရွေးချယ်ခိုင်းတဲ့အခါရွေးချယ်စရာတွေအများကြီးမပေးပါနဲ့။ဒါဟာသူတို့ကိုစိတ်ပင်ပန်းစေပါတယ်။ရွေးချယ်စရာ2ခု3ခုလောက်ပဲစစ်ထုတ်ပြီးပေးပါ။ကျွန်တော်တို့ A ကိုလှုပ်လို့ရတယ်။ဒါပေမဲ့ဒါကတော့စွန့်စားရမယ်။ဒါမှမဟုတ် B ကိုလှုပ်လို့ရတယ်။ဒါကတော့အကျိုးအမြတ်ရမယ်။စသဖြင့်ပေါ့။သင်ဖြစ်စေခြင်းနဲ့ရွေးချယ်စရာကပဲအကောင်းဆုံးဖြစ်နေအောင်ပုံဖော်ထားပါ။ဒါဟာသူတို့ကိုထိန်းချုပ်ခွင့်ပေးထားတယ်လို့ထင်ရစေတဲ့လှည့်ကွက်ပါပဲ။သူတို့ကဆုံးဖြတ်ချက်ချလိုက်ရလို့သူတို့ကိုသူတို့ဘယင်းလို့ထင်နေပေမဲ့တကယ်ကတော့သင်ခင်းထားတဲ့လမ်းပေါ်မှာသူတို့ရှောင်နေတာပါ။မက်ခီယာဘယ်လီကပညာရှိတဲ့မင်းသားဟာတခြားသူတွေရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘဲကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေရမယ်လို့ဆိုခဲ့ပါတယ်
စကားဝိုင်းရဲ့ဘောင်ကိုသင်ကထိန်းချုပ်ထားရင်ရလဒ်ကိုလည်းသင်ကပဲထိန်းချုပ်နိုင်ပါလိမ့်မယ်။ဘာလုပ်ချင်လဲဆိုတဲ့အဆုံးမရှိတဲ့မေးခွန်းတွေမမေးပါနဲ့။ဒါဟာပြင်းရည်ရာရောက်ပါတယ်။ကျွန်တော်အကြံပြုခြင်းတဲ့လမ်းကြောင်း၃ခုရှိပါတယ်။ဒုတိယလမ်းကြောင်းကအကောင်းဆုံးပါ။ခမည်းဘလို့အမိန်ပေးမလဲလို့မေးပါ။သင်ကစဉ်းစားပေးတယ်။သူတို့ကအတီးပြုတ်ပေးတယ်။သင်ကဘိတုကာပညာရှင်ဖြစ်ပြီးသူတို့ကတော့လက်မှတ်ထိုးတဲ့သူဖြစ်ပါစေ။ဥပဒေသား73အစွန်းရောက်လွတ်လပ်မှုအခုဆိုရင်အရေးကြီးဆုံးဥပဒေသားကိုရောက်လာပါပြီ။တခြားဥပဒေသားတွေအလုပ်လုပ်ဖို့အတွက်ဒီအချက်ကမရှိမဖြစ်ပါ။အာဏာရှိတဲ့သူတွေနဲ့ချိတ်ဆက်ဖို့ဆိုရင်သင်ဟာသူတို့ကိုမလိုအပ်နေဘူးလိုပါတယ်။သင်ရဲ့စိတ်ဝိညာဉ်ကသူတို့ရဲ့အတိအမှတ်ပြုမှုပေါ်မှာမှီခိုးနေရင်သူတို့ဒါကိုအနံ့ရပါလိမ့်မယ်။သင်ရဲ့စာလောင်မှုကိုသူတို့သိသွားရင်သင်ကိုဖန်တယောက်လိုပဲဆက်ဆံပါလိမ့်မယ်။တကယ်အာဏာဟာတကယ်အာဏာချင်းပဲအတိအမှတ်ပြုတာပါ။သင်မှာကိုယ်ပိုင်လွတ်လပ်မှုရှိနေရပါမယ်။သင်မှာကိုယ်ပိုင်ခံထားရတစ်ခုရှိနေရမယ်။သင်မှာကိုယ်ပိုင်စည်းမျဉ်းနဲ့မျှော်မှန်းချက်ရှိနေရပါမယ်။လိုအပ်ရင်အဲ့ဒီအပေးအယူကနေလှည့်ထွက်သွားနိုင်တဲ့တတ္တိရှိရပါမယ်။လှည့်ထွက်သွားနိုင်တဲ့သူကပဲအသာစီးရတာပါ။ဘီလီယံနာတယောက်နဲ့မျက်နှာချင်းဆိုင်ထိုင်တဲ့အခါမင်းမရှိလဲငါဘာမှမဖြစ်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးသင်အယိုးတဲ့အထိရှိနေရပါမယ်။သင်ဟာတခုခုသွားတောင်းတာမဟုတ်ဘဲအပေးအယူသွားလုပ်တာပါ။ဒီလိုစိတ်နေစိတ်ထားပြောင်းလဲလိုက်တာနဲ့အရာအလုံးပြောင်းလဲသွားပါလိမ့်မယ်။သင်အတန်ကပိုလေးနက်လာမယ်။သင်အကြည့်ကပိုတည်ငြိမ်လာမယ်။သင်ဟာကြောက်ဆောင်တစ်ခုလိုခိုင်မာသွားပါလိမ့်မယ်။အာနာရှိတဲ့သူတွေဟာအထီးကျန်ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ပတ်ဝန်းကျင်ကလူတွေဟာသူတို့အလိုကျလိုက်ပါနေရတဲ့လူတွေဖြစ်နေလို့ပါပဲ။သူတို့ထက်မသာပေမဲ့သူတို့ကိုရှိန်မနေတဲ့တည်ငြိမ်တဲ့သူတယောက်နဲ့တွေ့တဲ့အခါသူတို့စိတ်ဝင်စားသွားပါလိမ့်မယ်။ကြောက်ဆောင်တစ်ခုလိုနေပါ။သက်စိတ်ရဲ့ဘယင်ဖြစ်ပါစေ။တစ်ခုခုလိုချင်လို့မဟုတ်ဘဲပြည့်စုံနေတဲ့နေရာကနေချိတ်ဆက်ပါ။အသက်ပြင်းပြင်းရှူလိုက်ပါ။ဒီဥပဒေသားတွေကိုစိတ်ဝင်သွားပါစေ။ဒါတွေဟာအရန်အေးဆက်ပြီးလှည့်စားလွန်းတယ်လို့သင်ထင်နေမှာပါ။ဟုတ်ပါတယ်။အဲ့ဒီလိုပါပဲ။ဒါပေမဲ့သင်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါအောင်။သင်ကုမ္ပဏီအစိုးရနဲ့လူအဖွဲ့အစည်းတွေဟာဘလို့တည်ဆောက်ထားသလဲ။ဖက်လဲတကင်းရှိမှုတွေနဲ့ပွင့်လင်းမြင်သာမှုတွေအပေါ်မှာတည်ဆောက်ထားတာလား။ဒါမှမဟုတ်နီးဗျူဟာတွေအသာစီးရမှုတွေနဲ့လူတဘာဝကိုနားလည်မှုတွေပေါ်မှာတည်ဆောက်ထားတာလား။သင်မှာရွေးချယ်စရာရှိပါတယ်။ကဘာကြီးကတရားမျှတရမယ်ဆိုတဲ့အတွေးနဲ့ယိုးနေမလား။ဒါမှမဟုတ်ကားမောင်းတဲ့သူကိုပဲအပြစ်တင်ပြီးနောက်ခန်းကနေလိုက်နေမလား။ဒါမှမဟုတ်စတီယာရင်ကိုကင်မလား။မက်ကီယာဗယ်လီကလူဆိုးမဟုတ်ပါဘူး။သူဟာရိုးသားသူဖြစ်ပါတယ်။သူဟာလူအမှုချင်းရဲ့အမောင်တူတဲ့ကိုမျက်တောင်မခတ်တန်းကြီးခဲ့သူပါ။ကျွန်တော်တို့ဟာကြောက်ရွံ့မှုမာနနဲ့လုံခြုံမှုအတွက်ရုန်းကန်နေကြရတယ်ဆိုတာသူမြင်ခဲ့ပါတယ်။ဒီဥပဒေသားတွေကိုသုံးတာဟာလူတွေကိုနှိပ်စက်ဖို့မဟုတ်ဘဲသူတို့ကိုနားလေတာထက်ပိုပြီးသူတို့ကိုနားလေဖို့ဖြစ်ပါတယ်။သူတို့တက်ထားတဲ့မျက်နှာဖုံးတွေတင်မဟုတ်ဘဲသူတို့ရဲ့အရေးတွေကိုပါစကားပြောဖို့ဖြစ်ပါတယ်။ဒီဥပဒေသားတွေကိုအသုံးချလိုက်တာနဲ့အခြေအနေတွေချက်ချင်းပြောင်းလဲသွားပါလိမ့်မယ်။သင်ဟာမမြင်ရတဲ့သူမဟုတ်တော့ပါဘူး။ကဲတင်ရှင်ရှာနေတဲ့သူမဟုတ်တော့ဘဲနီးဗျူဟာရှင်တယောက်ဖြစ်လာပါလိမ့်မယ်။အာနာရှိတဲ့သူတွေဆိုတာဂိမ်းရဲ့စီးမြင်တွေကိုတင့်ထက်အရင်တည်သွားတဲ့ကစားသမားတွေပဲဖြစ်တယ်ဆိုတာတင်သဘောပေါက်လာပါလိမ့်မယ်။သူတို့ဟာဂိမ်းအကြောင်းနားလေတဲ့တကယ်လူတယောက်တကားကနေဝင်လာမှာကိုစောင့်နေကြတာပါ။အဲ့ဒီလူကတော့သင်ပါပဲ။ဒီဥပဒေသား73ခုဟာတန်ကြိုးတွေမဟုတ်ပါဘူး။ဒါတွေဟာတော့ချက်တွေပါ။ဒါပေမဲ့တော့ကိုကင်ထားယုံနေတော့မရပါဘူး။တော့ခလောက်ကိုလှည့်ဖို့စီကန်းရှိရပါမယ်။ဒီလိုစိတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုဆိုတာတထိုင်တည်းနဲ့ရတာမဟုတ်ဘဲနေ့တိုင်းလေ့ကျင့်ယူရတာပါ။ကဘာကြီးကတင့်ကိုအိပ်ပျော်နေအောင်ခိုင်းတာလုပ်တဲ့နေရုပ်လေးဖြစ်နေအောင်အမြဲဖန်တီးနေမှာပါ။သင်ဟာတာမန်လူအုပ်ထဲပြန်မသွားချင်တော့ဘူးဆိုရင်စူညံတန်တွေကိုဖျက်ကျော်နိုင်မဲ့ထက်မြက်တဲ့စိတ်တစ်ခုကိုတိဆောက်ခြင်းနဲ့ဆိုရင်အခုပဲဆုံးဖြတ်ချက်ချလိုက်ပါ။ဒီဗီဒီယိုရဲ့အနှစ်သာရကတော့လောကကြီးရဲ့
ရက်စက်တဲ့အမှန်တရားနဲ့အာဏာရဲ့သဘောတဘာဝကိုဖွင့်ချပြထားတာဖြစ်ပါတယ်။အဓိကသင်ခန်းစာ၄ခုကိုထုတ်နှုတ်နိုင်ပါတယ်။၁အာဏာဆိုတာစိတ်ခံစားမှုအပေါ်မှာမဟုတ်ဘဲအသုံးဝင်မှု utility ပေါ်မှာပဲအခြေခံပါတယ်။လူတွေကတင့်ကိုချစ်ဖို့ထက်တင့်ကိုလိုအပ်နေဖို့ကပိုအရေးကြီးပါတယ်။၂လူတဘာဝရဲ့အမှောင်ဘက်ခြမ်းကိုနားလည်ခြင်းလူတိုင်းမှာမာနကြောက်ရွံ့မှုနဲ့ကိုယ်ကျိုးစီးပွားရှိပါတယ်။ဒါကိုလက်ခံပြီးအသုံးချတတ်မှသာအောင်မြင်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါ။၃ကိုထိန်းချုပ်ခြင်းသူတစ်ပါးကိုမထိန်းချုပ်ခင်ကိုယ့်ရဲ့မာနနဲ့အတိအမှတ်ပြုခံခြင်းတဲ့စိတ်ကိုအရင်ထိန်းချုပ်ရပါမယ်။၄အစွန်းရောက်လွတ်လပ်မှု radical autonomy ဘယ်သူကိုမှမမီခိုးပဲကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့စိတ်ဓာတ်ရှိမှသာအာဏာရှိသူတွေရဲ့လေးစားမှုကိုရရှိမှာဖြစ်ပါတယ်။ဒါကလူတွေကိုလှည့်စားဖို့တည်းမဟုတ်ဘဲလောကကြီးရဲ့ကစားပွဲမှာအနိုင်ရမယ့်ကစားသမားတစ်ယောက်ဖြစ်လာဖို့လမ်းညွှန်ချက်ပဲဖြစ်ပါတယ်။